မင်္ဂလာပါရှင်ဒီနေ့ပတ်ပြူကမန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်တကုံတိုင်းဝိုင်းနီးမှာရှိတဲ့ဂါရစီတီရဲ့ပတ်မှတ်နယ်ကပစ္စည်းစုံပါတဲ့အငှားကလေးတစ်ခါနဲ့မိတ်ဆက်ပေးကြပါရရှင်ဒီခန်းလေးရဆိုလို့ရှိရင်နှစ်လာမှာတရှိပြီးရှေ့ဘက်လက်လေးဖြစ်တဲ့အတွက်အလွန်လေးကြတဲ့လူကြီးမင်းများလုံးဝကြည့်ပြမဲ့အခန်းလေးဖြစ်ပါရရှင်ခန်းလေးကိုကြည့်လိုက်ရအောင်နော်ဝင်ချင်းမှာဆိုရင်အေကန်ဖြစ်ပြီးအေကွန်တစ်လုံးဆိုဖာထိုင်ကုန်းဇပွဲနဲ့စောက်စင်လဲပါဝင်ပါတယ်ရှင်ကစ်ချင်ရုံးမှာဆိုရင်မီးဘိုကုန်းညော်ဆုပ်ဆက်ကပိနက်အပြင်ဒီကတက်တာလဲပါဝင်ပါတယ်ရှင်ရုံးမှာဆိုလို့ရှိရင်24နာရီမှတ်ပြစနစ်ပါဝင်ပြီးဘေးမှာလဲကွန်မွန်ရေချိုးကန်းအိမ်သာတွေ့ရလေးလဲပါဝင်ပါတယ်ရှင်ဒီခန်းလေးရဆိုလို့ရှိရင်650 square feet ကျဲနဲ့အတွက် master bedroom တစ်ခန်း ရိုးရိုးခန်းတစ်ခန်းအိမ်ခန်းတစ်ခန်းပါဝင်ပါတယ်ရှင် master bedroom လေးကိုကြည့်လိုက်ရအောင်နော်ခန်းထဲမှာဆိုရင် aircon တစ်လုံးကပ်ပုတ်တစ်လုံးဝင်စားထဲကိုခောက်ပီယိုလေးတစ်လုံးလည်းပါဝင်ပြီးနောက်ဖေးရေးပေါ်ထွက်ပေါက်မှာတမန်တကားလေးလည်းတက်ဆင်ပေးထားပါတယ်ရှင်ဘရုံးထဲမှာဆိုရင်တော့တမီယိုတစ်လုံးထားရှိပြီးအကွန်တစ်လုံးလည်းတက်ဆင်ပေးထားပါတယ်ရှင်ဘရုံးရဲ့ဗရန်ဒါကိုလည်းတမန်တွေတက်ဆင်ပေးထားပါတယ်ရှင်ခန်းလေးကိုငှားရပေးမဲ့ဇင်းလုံးလေးကတော့12သိန်းညများဖြစ်ပြီးလူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားလို့ဆက်သွယ်တင်နေဆိုရင်တော့ညီမတို့ရဲ့ရုပ်ကိုနံပါတ်များဖြစ်တဲ့39ကို436939လေးလုံးနဲ့39ကို5368မြေကိုချစ်တို့ကိုဆက်သွယ်နိုင်တယ်လို့မန္တလေးမြို့ကိုလာမင်းရုံးမန်းနဲ့ဂါရစီဒေတာဝါဆက်လေးရှော့ရှိတဲ့လေးတို့လူကိုယ်တိုင်လည်းလာရောက်ဆောင်ရွက်နိုင်ပါတယ်ရှင်။လူသားပွင့်လင်းကိုလာမင်းပါရှင်။အင်ချင်မီမှာဆိုယုံကြည်စိတ်ချကိုလာမင်းကိုသာဆက်သွယ်ကြပါရှင်။ကျေးဇူးတင်ပါတယ်ရှင်။